You're the one I've waited all my life for. You're the one I'd lose it all and die for. And as the sun transforms into the moon, I pray we never lose the fire of our youth. No, I'll never stop chasing your heart. My love is yours to hold through every high, every low. Our love will only grow, and I'll be here when the sun sets, and I'll be here till our final breath. My love is all for you. In the darkness, our love shines the brightest. When it's hardest, it won't paralyze us. And when it feels like we've lost our way, we may bend, but darling, we will never break. No, I'll never stop chasing your heart. My love is yours to hold through every high, every low. Our love will only grow, and I'll be here when the sun sets, and I'll be here till our final breath. My love is all for you. Even as we wait for time to heal the broken parts, our light will find a way where hope is dim and skies are blurry. Take my hand and we will feel the wind upon our shoulders. Together we are stronger. Oh, together we are stronger. No, I'll never stop chasing your heart. My love is yours to hold through every high, every low. Our love will only grow, and I'll be here when the sun sets, and I'll be here till our final breath. My love.
ရှေဤပြိတ္တရှိမည်စောပါဆိုဝါနှင့်မတ်ခိုင်မြတ်ငိမ့်တို့သည်အတရိနှင့်ပြည့်စုံစွာထိမ်းများဆောင်မင်းခြင်းမင်္ဂလာကိုယခုပြုကြမည်ဖြစ်သောကြောင့်တရားသဖြင့်စီတာကန့်ကွက်လိုသူအစုံတစ်ယောက်ရှိမည်ယခုခေါ်ပြပြောဆိုပါသို့မဟုတ်နောက်နောင်ဘယ်သောအခါမျှပြောဆိုခြင်းမရှိပါစောပါဆိုဝါနှင့်မတ်ခိုင်မြတ်ငိမ့်သင်တို့သည်လည်းနောက်ဆုံးသောနေ့၌ဘုရားသခင်ဤပလင်တော်ရင်းသို့ရောက်ကြရမည်ဖြစ်၍တဦးနှင့်တဦးတရားတော်အတိုင်းလက်ထပ်ထိမ်းများခြင်းမပြုနိုင်သောအကြောင်းတစ်စုံတစ်ခုရှိရင်ယခုပေါ်ပြပါရှိပါမလားရှိပါပါစောပါဆိုဝါနှင့်မတ်ခင်မြန်နေသင်တို့သည်ဘုရားသခင်ဤနှုတ်ကပတ်တော်အတိုင်းတဦးကိုတဦးတန့်ရှင်းသောလက်ထပ်ခြင်းဖြင့်သိမ့်ပိုက်ရဲ့ဝါကီလန်တလျှောက်ตาယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေအသက်ရှင်သမျှကာလပတ်လုံးတဦးကိုတဦးချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုပေါင်းဖော်ပါမည်ဟုသစ္စာဂတိထားပါမည်လားစောပါဆိုဝါနှင့်ထိမ်းများလက်ထက်ရန်မတ်ခိုင်မြတ်ငိမ့်ကိုဘယ်သူအပ်ပါလဲကျွန်တော်ဦးသိန်းဝါပါချလိုက်ပါမယ်ဘယ်လိုလိုက်စမလဲကျွန်တော်စောပါဆိုဝါသည်ကျွန်တော်စောပါဆိုတာဒီ မတ်ခိုင်မြတ်ငိမ့်ကိုမခမင်းနေကိုကျွန်တော်ဤဇနီးအဖြစ် ဇနီးအဖြစ် သိမ့်ပိုက်ပြီးရင်သိမ့်ပိုက်ပြီးရင်ယနေ့ကစ၍ ယနေ့ကစ၍ အသက်ကုန်ဆုံးသည့်တိုင်အောင် အသက်ကုန်ဆုံးသည့်တိုင်အောင် ဘဝခီးလန်းတစ်လျှောက် ဘဝကိလန်ရှောင်း တာယာသည်ဖြစ်စေ တာယာသည်ဖြစ်စေ ကြမ်းတမ်းခက်ခဲသည်ဖြစ်စေ တန်တန်ခက်ခဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ သာရဖျားဤ သာရဖျားဤ အမိန့်တော်နှင့် အမိန့်တော်နှင့် ပျော်ညီစွာ ညွန်ညီစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာကြည်ရှုပြုစုခြင်း ကောင်းမွန်စွာကြည့်ရှုပြုစုရန် ပေါင်းဖော်ပါမည်ဟု ဘောင်းဖော်ပါမည်ဟု သစ္စာဂတိပြုပါ၏ သစ္စာဂတိပြုပါ၏ ကျမမတ်ခိုင်မြတ်ငိမ့်သည် ကျမမခိုင်နိုင်နေသည် စောပါဆိုဝါကို သောပါဆိုဝါကို ကျမဤ ကျမဤ လက်ထပ်ခင်ပုံအဖြစ် လက်ထပ်ခင်သောအဖြစ် သိမ့်ပိုက်ပြီးရင် သိမ့်ပိုက်ပြီးရင် ယနေ့ကစ ယနေ့ကစား၍ ၍အသက်ကုန်ဆုံးသည့်တိုင်အောင် အသက်ကုန်ဆုံးသည့်တိုင်အောင် ဝါခီးလန်းတစ်လျှောက် ဝါခီလန်းတစ်လျှောက် တာယာသည်ဖြစ်စေ တာယာသည်ဖြစ်စေ ကြမ်းတမ်းသည်ဖြစ်စေ ကြမ်းတမ်းသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ သာရဖျားဤ ထာဝရဘုရား၏ အမိန့်တော်နှင့် အမိန့်တော်နှင့် ပျော်ညီစွာ ပျော်ညီစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာကြည်ရှုပြုစုလျက် ကောင်းမွန်စွာကြည်ရှုပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု ဂတိသစ္စာပြုပါသည် ဂတိသစ္စာပြုပါသည် သင်တို့နှစ်ဦးယခုပြုခဲ့ပြီးသောဂတိသစ္စာတို့ကိုစောင့်ရှောက်နေကြောင်းတက်တည်အထိတ်မှန်ရှိပါသလား ရှိပါသည် ဘုဒ္ဓသားနဲ့ဘုဒ္ဓသမီးတို့ဟာရွှေဖြင့်ပြုလုပ်ထားတဲ့ဝိုင်းဆက်တဲ့လက်စွပ်ကိုအပြန်အလှန်ဆင်မြန်းခြင်းဖြင့်တုံးနဲ့တူပြုခဲ့တဲ့ဂတိသစ္စာများတို့ကိုတက်တည်ပြုကြမှာဖြစ်ပါလေရွှေကအဖို့အနက်ကထိုက်တန်တဲ့ယတနာတစ်ပါးဖြစ်ပါလေသဘောကတော့သူတို့နှစ်ယောက်တယောက်ပဲတယောက်တန်ဖိုးထားပြီးတော့မှလက်တွဲပေါင်းဖော်ပါမယ်ဆိုတဲ့ဂတိသစ္စာပြုခြင်းဖြစ်ပါလေဝိုင်းဆက်ခြင်းကတော့အဆုံးအစမရှိတဲ့ဖရာသခင်ရဲ့မေတ္တာကိုပုံဖော်ပါလေသူတို့နှစ်ဦးရဲ့အသက်တာမှာသူတို့နှစ်ဦးသာမကဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာ၌ကြည်လျက်မိမိတို့ရဲ့မိသားစုအသက်တာကိုတည်ဆောက်ပါမယ်လို့ဂတိသစ္စာပြုခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ခုချိန်မှာလက်စွပ်ကိုလဲလှယ်ဖို့ဖြစ်ပါတယ်။နောက်ကြလေးရှိနော်။ကျွန်ုပ်ဒီ တို့သည် သင်အား သင်အား ပြုခဲ့သော ပြုခဲ့သော ဂတိသစ္စာများ၏ ဂတိသစ္စာများ၏ တက်တည်ဖြစ်စေခြင်းဟာ၎င်း တသက်ဖြစ်စေခြင်းက၎င်း ကျွန်ုပ်၏ ကျွန်တော်၏ ချစ်ချင်းမေတ္တာနှင့် ချစ်ချင်းမေတ္တာနှင့် စည်းစိမ်ဥစ္စာရှိသမျှကို စီစဉ်ဥစ္စာရှိသမျှကို သင်၌သာ သင်၌သာ အဟင်းခြင်းဟာ၎င်း အနေနဲ့ခြင်းက
ငါ၎င်း ဤလက်စုပ်ကို ဒီလက်စွပ်ကို တက်တည်ပြု သက်သေပြု ၍ပေးပါ၏ ၍ပါ၏ သမီးပြောနော်ဤလက်စုပ်ကို ဤလက်စုပ်ကို တက်တည်ဖြင့် တက်သေးဖြင့် လက်ခံပါ၏ လက်ခံပါ၏ လို့သမီးပြောနော်ကျွန်ုပ်သည် ကျွန်ုပ်သည် တင့်အား သင်အား ပြုခဲ့သော ပြုခဲ့သော ဂတိပစ္စာများ၏ ပရိသစ္စာများ၏ တက်တည်ဖြစ်စေခြင်းက၎င်း တက်သေးဖြစ်စေခြင်းက၎င်း ကျွန်ုပ်၏ ကျွန်ုပ်၏ ချစ်ချင်းမေတ္တာနှင့် ချစ်ချင်းမေတ္တာနှင့် ဥစ္စာစည်းစိမ်ရှိသမျှကို ဥစ္စာစည်းစိမ်ရှိသမျှကို တင်၌သာ သင်၌သာ အံ့နှင်းခြင်းက၎င်း အနှင်းခြင်းက၎င်း ဒီလက်စုပ်ကို ဤလက်စုပ်ကို တက်တည်ပြု တက်သေးပြု ၍ပေးပါ၏ ၍ပေးပါ၏ ဒီလက်စုပ်ကို ဒီလက်စွပ်ကို တက်တည်ဖြင့် သက်သေဖြင့် လက်ခံပါ၏ လက်ခံပါ၏ ဘုရားသခင်ဤရှေ့တော်တွင်၎င်းဤပရိသတ်ရှေ့မှောက်တွင်၎င်းစောပါဆိုဝါနှင့်မတ်ခိုင်မြတ်ငင်းတို့သည်ဂတိသစ္စာပြုခဲ့ပြီးသည့်အတိုင်းယခုအချိန်မှစ၍တရားဝင်ဇနီးခင်ပွန်းအဖြစ်သို့မြောက်စေခြင်းမှာကျွန်ုပ်သည်ဘုရားသခင်ဤဓမ္မဝန်တော်ဓမ္မဝန်ဆောင်တဦးအနေဖြင့်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတဆူပြီးသောဘုရားသခင်ဤနာမတော်၌ထိမ်းများလက်ထပ်ပေးပါ၏ဘုရားသခင်စုံဖက်တော်မူသောအရာကိုလူမဖဲပါစေနှင့်ဒီအိမ်တော်ပြည့်အတွက်ဆရာတော်ကဆုတောင်းပေးမှာဖြစ်ပါလေပြီးရင်တပါးလည်းကောင်းချီးပေးမှာဖြစ်ပါလေ တောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏ပါကိုတော်သည်ကဘာဥကတွင်ယောက်ျားနှင့်မိန်းမနှစ်ယောက်ကြီးကိုပန်းစင်းတော်မူပြီးခြင်းယောက်ျားလက်သို့သူတို့သမီးကိုအနှင်း၍သူတို့သားဖြစ်သောလူအာရန်သည်အလွန်အားရဝမ်းမြောက်သောစိတ်နှင့်ငါသားတဲ့ကသားငါအယိုးတဲ့ကအယိုးကိုထုတ်ပေါ်မွဲ့ဆွေ၍ချစ်ခင်ဆုံမဲ့သောသဘောနှင့်ဧဝကိုတိမ့်ပိုက်လက်ခံသည်ဤသူကိုရောဤရှိတော်၌ယခုထိမ်းများလက်ထက်ကြသောသမီးမောင်နှံတို့သည်တယောက်နှင့်တယောက်အလွန်ဖြူစင်ကျင်ကျင်သောမေတ္တာနှင့်ပေါင်းတင်ဆက်ဆံနိုင်သည့်အကြောင်းစီရင်ပြုပြင်တော်မူပါယေသူလူတို့သည်ကိုရောဤပလင်တော်ရှိ၌၎င်းယခုရှိသောပရိသတ်ရှိ၌၎င်းဗေဒင်သစ္စာပြုကြသောမှုကိုမမေ့မလျော့မပြတ်မကွက်ပဲသမီးခင်မုန်းတို့ဤဝတ္တရားကိုကောင်းမွန်စွာစောင့်ထိန်ရဲ့တသက်တာလျှောက်လုံးတွင်အလွန်ချစ်ခင်ကျင်နာခြင်းနှင့်အသက်ရှင်နိုင်သည့်အကြောင်းရေတော်တဲ့အပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ကိုရှေ့လွှတ်၍အုပ်ဆိုးတော်မူပါဘရောဤသားနှင့်သမီးနှစ်ယောက်တို့အားခရိယန်တရားအတိုင်းအလွန်အသီးရှိသောထိမ်းများမင်္ဂလာပြရသောကြောင့်အထူးပင်ဝမ်းမြောက်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ရေတော်တဲ့အားဖြင့်ကိုရောဤနိုင်ငံတော်အားခြေဝတ်ထုံးကားတူးတဲ့၍အတဲ့တော်မှာလည်းများစွာအသုံးဝင်သည်တာမကဘဲနဲ့အခြားသောခရိယန်တော်မိသားစုများရှိတွင်စုံလင်ကောင်းမြတ်သောပုံသက်ပြီးဖြစ်စီခြင်းလို့သာဘရရှင်မဆလမ်းပြကောင်းကြီးပေးပါမယ်ကြောင့်သခင်ခရစ်တော်၏နာမတော်ကိုမြည်ပြု၍အလုံးယူသည်လေးမြတ်စွာဖြင့်ရှိခိုးတနာတော်မြတ်ကပ္ပတိဖဗျာအာမင်ယခုတွင်သုံးပါးသူဘုရားရှင်ဖြစ်တော်မူသောဖဗျာရှင်ရဲ့မြတ်တော်သားတော်ယေရှုခရစ်တော်၏ကြီးစွာသောတတ်ရှင်းသောဉာဏ်ဒိဋ္ဌာပွဲဖြင့်ဆုချီးသူကောင်းကြီးမင်္ဂလာကြာကြာနှင့်တကွတခင်ဘုရားထောင်တော်မှာဂျေဝါစွာသောမြတ်တာတို့သည်ဒီနေ့ထိညာလက်ထက်ကြမှုကိုကြည့်ကြကုန်သောကိုရောရဲ့သားနဲ့တမီးဖြစ်တဲ့ကိုဝါနဲ့ခိုင်တို့ရဲ့နှစ်ယောက်စလုံးရဲ့အသက်တာကိုဘုရားရှင်ကောင်းကြီးပေးပါသက်ဆုံးတရားသူတို့လက်တွဲထားတဲ့လက်တွေကိုမြဲမြံစီတာမကဘဲနဲ့ဘုရားရှင်ကိုရောတိုင်းဦးစီးပြီးတော့လက်ပြပို့ဆောင်တဲ့ကောင်းကြီးပေးသနာပါတဲ့ကြောင့်အလုံးရည်စွာဆုတောင်းဆက်ကပ်၍ကောင်းချီးမင်္ဂလာကိုပေးပါသည်ဖဗျာအာမင်တို့ခုချိန်မှာဒီသားနဲ့သမီးတို့ဟာတရားဝင်အခြေအနေမရဖြစ်လို့ရောက်သွားပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘေးကိုဖွင့်ပေးဖို့ရဖြစ်ပါတယ်လို့ခဏလေးနော်။ဖွင့်ပြီးတဲ့အခါမှာကျွန်တော်ဖွင့်ပြချက်ရယူပါတယ်။သားနဲ့သမီးပေါ့နော်။အစင်ပြေတယ်ဆိုလို့ရှိရင်တန်ရှင်းသောနန်းချင်းဖြစ်နှစ်ဖူးလေးကိုပေါက်ပွားလေးနန်းခွင့်ရှိပါတယ်လို့စစ်မပြေတော့လည်းပဲအဲ့ဒါလေးကျွန်တော်ကြော်လိုက်ပါပေါ့နော်။ဒီလားဒီတယ်နော်ကင်မရာသမားတွေအဲ့ဒီတပ်ပေါ်ကအရန်ကပိုးကကြီးတယ်က
ကဲတော့သားကသမီးရဲ့ဈေးကိုကြီးလေး slow motion နဲ့ရုပ်ရှင်ထဲမှာကြီးလေးပုတ်ကြည့်ကဲဓာတ်ပုံလေး ကျွန်တော်တို့သားနဲ့တို့သမီးလက်မှတ်ထိုးနေတဲ့အချိန်မှာကျွန်တော်စောအဲ့ဒီချစ်ဦးနဲ့အဖွဲ့ကအကုန်လုံးကြီးမွမ်းမှာဖြစ်ပါတယ် တဲ့အိမ်တော်တစ်ခုဖြစ်ဖျားတကယ်ဒီကနေ့ပြင်ဆင်ပေးတာဖြစ်တော့ဖျားကိုကျေးဇူးတင်ပါတယ်ညီတို့ညီမတို့ကလည်းဒီနေ့အလှဆုံးပြုံးနေတာကိုတွေ့ရတော့ဖျားကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဒုတိယအစီအစဉ်ဒုတိယပိုင်းလေးကိုမစတင်ခင်မှာပေါ့လေကျွန်တော်ပထမဆုံးဆိုတော့ကျွန်တော်ဓာတ်ပုံနဲ့ချင်းအစီအစဉ်ကိုခဏလုပ်မှာဖြစ်ပါတယ်လို့သူတို့သားသူတို့ကြီးနဲ့လက်ထပ်ပေးကြတဲ့ဆရာများဓာတ်ပုံရိုက်ပေးဖို့ဖြစ်ပါတယ်လို့ဆရာတို့ကြွခဲ့ပေးပါလို့ From this moment, life has begun. From this moment, you are the one. Right beside you is where I belong. From this moment on, from this moment, I have been blessed. I live only for your happiness and for your love. I give my last breath. From this moment on, I give my heart to you, my heart. Can't wait to live my life with you. Can't wait to start. You and I will never be apart. My dreams came true because of you. From this moment of love as I live, I will love you. I promise you that there is nothing I wouldn't give from this moment on. You're the reason I believe in love. You're the answer to my prayers from up above. All we need is just the two of us. My dreams came true because of you. From this moment, as long as I live, I will love you. I promise you this. There is nothing I wouldn't give from this moment. I will love you as long as I live. From this moment on. ဒါရောက်ကြတော့သူအားလုံးကိုရှေးဥစွာကျေးဇူးတင်တဲ့အကြောင်းဟောပြလိုပါတယ်ကျွန်တော်တို့မင်္ဂလာဆောင်တဲ့မင်္ဂလာဩဝါဒကိုပြောတဲ့အခါမှာစာရေးဆရာတယောက်ပြောတဲ့အကြောင်းကိုအရင်နှိကျမ်းဖော်ပြချင်ပါတယ်အိမ်အောင်ကြတယ်ဆိုတာတဲ့ကားနဲ့ driver စုံတဲ့ကွယ်
ကားနဲ့ driver ဆုံတဲ့ပွဲကားကဘာလို့လဲဆိုတော့အမျိုးသားဖြစ်ကိုကအမျိုးသမီးကတော့ driver ဖြစ်တယ်မခိုင်ဒီနေ့သူတို့ပျော်တဲ့ဘဝကိုစတင်ပြီးတော့အနည်းနဲ့အလားလားကရီမန်းထားတဲ့အိမ်အောင်အစ်စ်ကိုသူတို့ဘုရားခင်ရှေ့လူရှေ့အမှုတော်ဆောင်ရှေ့နှစ်ဖက်တော်မိဘဆွေမျိုးသားချင်းများရှေ့ပြင်စတင်ခဲ့ဖြစ်ပါတယ်ဒီနေရာမှာကားနဲ့ driver ဆုံတဲ့ပွဲလို့ပြောတဲ့အခါမှာတချို့အိမ်အောင်ကြားတဲ့အတွဲတွေကကားအကောင်းစားရနောက်ဆုံးပေါ်ကား EV ကားပေါ့ဒါပေမဲ့စွန့်မောင်းတဲ့အတွက်လူမှုရေးကြောင့်ထဲမှာခဏလေးနဲ့ရောင်ယိုပင်အောက်မှာလမ်းဆွဲရတယ်ကျွန်တော်ပတ်ဝန်းကျင်မှာတွေ့ရကားကောင်းရင် brake ပါဖို့လိုတယ်မောင်းတဲ့လူအရေးကြီးတယ်တချို့ကားတွေကြတော့တချို့အိမ်တော်တွေကြတော့ကားအကောင်းမရဘူးထော်လာကြီး39ဘိုက်ကြီးကျွန်တော်တို့ငငယ်ကစီးခဲ့တဲ့ကားမှာစီးတာကြီးရဲ့မိုးယိုတယ်အဲ့လိုမျိုးကားတွေရတဲ့ဇုံရွဲတွေလည်းတွေ့ရတယ်ဒါပေမဲ့သူကထိမ့်ထိမ့်မောင်းရတာမောင်းတဲ့အခါမှာလှလှပပအိမ်တော်ဘဝကိုကြော်ဖြတ်တယ်ဒီနေရာမှာနှစ်ယောက်လုံးရဲ့တာဝန်ကိုကျွန်တော်ပေါ်ပြချင်တယ်ညီမလေးမခိုင်ရဲ့တာဝန်ပေါ့ကားကိုမောင်းမဲ့ driver တာဝန်ကိုကျွန်တော်ပေါ်ပြချင်ပါတယ်ဇနီးတဲ့အိမ်တော်ရှင်မအားလုံးဒီတာဝန်ကိုထမ်းဆောင်ရမှာဖြစ်တယ်ဒါကတော့နံပါတ်1ကားကိုတဲ့မောင်းတော့မယ်ဆိုရင်အခြားကားနဲ့မှန်တိုင်းရှင်ပါမယ်ကျွန်တော်တို့အမျိုးသားတွေကကိုကသာမပြည့်စုံတာကိုကိုကိုချစ်တဲ့ဇနီးတွေကကိုကိုအခြားသူနဲ့နှိုင်းရှင်မကြိုက်ဘူးမယူခင်သေချာစစ်ဆေးထားပြီးသားဖြစ်တဲ့အတွက်နံပါတ်1ကိုကားကိုအခြားကားနဲ့မှန်တိုင်းရှင်ပါမယ်သမီးမှန်တိုင်းရှင်ပါနဲ့ကိုပါအောင်နှိုင်းရှင်ကျွန်တော်မကြိုက်ဘူးအမျိုးသားတွေကနံပါတ်2တခြားကားလောက်မမြန်လဲစိတ်မပြတ်နဲ့တချို့လူတွေကသူ့တိုင်လေးနဲ့သူသွားတာနေရလေရေခဲတုံးကြီးဟိုမှာအိမ်နေမှာစီးပွားဖြစ်နေတယ်နေရတော့ရေခဲတုံးကြီးအဲ့လိုပြောတယ်အမျိုးသမီးတွေကမယူခင်တော့ရေခဲတုံးကြိုက်တယ်ယူပြီးရင်တော့ရေခဲတုံးမကြိုက်ဘူးဒါကြောင့်တချို့လူတွေကသူ့တိုင်လေးနဲ့သူသွားတာဒါကြောင့်နံပါတ်1ကိုကားကိုအခြားကားနဲ့မနှိုင်းရှင်းပါနဲ့အခြားကားလောက်မမြန်တဲ့စိတ်မပြတ်တဲ့အခြားကားလောက်မမြန်တဲ့စိတ်မပြတ်နံပါတ်3ကတော့ကိုကားကိုအထင်မပေးနဲ့မယူခင်အထင်ကြီးလို့ယူထားတာကိုပါဦးညီမလေးမခိုင်ဟာဒါပေမဲ့ယူပြီးအထင်မပေးနဲ့အထင်သေးတဲ့စကားအပြုတ်အမူတွေအမျိုးသားတွေလုံးဝမကြိုက်ဘူးကျွန်တော်အမျိုးသားတွေကကိုယ်ဇနီးတွေကကိုယ်အထင်သေးတဲ့စိုင်းကြပြီဆိုရင်တော့အဲ့ဒါပြဿနာရှိပြီအိမ်မှာအထင်မသေးပါနံပါတ်4အရေးကြီးဆုံးအချက်ကကိုယ်ကားကိုပြစ်မထားပါဘူးသူများတက်မောင်းချင်းခံရတယ်ကျွန်တော်ပတ်ဝန်းကျင်မှာကြည့်ကိုယ်ကားကိုပြစ်ထားတဲ့လူတွေအများကြီးပဲသူများတက်မောင်းတော့သမီးကိုယ်ကားကိုပြစ်မထားပါဘူးကျွန်တော်ငယ်ငယ်တော့ကား39ဘိုက်ဘူးပေါ့လိုင်းကားကိုစီးတဲ့အခါမှာကားမောင်းတဲ့သူရှေ့မှာရေးထားတယ်။ဘာရေးထားလဲ။ CA4Y စစ်ဆေးပါတဲ့။ကိုကားကိုပြစ်မထားနဲ့လူများတက်မောင်းချင်းခံရတယ်။လူများတက်မောင်းတဲ့အကျွဲတွေလည်းကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးပဲ။ကောင်းပြီဆက်သွားမယ်။နံပါတ်5ဒီခီးရတဲ့တာကူမဟုတ်အရှိကြီးသွားရဘယ်ကြည့်သွားရမလဲဒီဇနီးမောင်များအစ်စ်နဲ့ကျွန်တော်တို့ဇနီးမောင်များအားလုံးကောင်းကင်အိမ်ကြည့်သွားတာဒီနေရာမှာကားကအမြန်မောင်းဖို့မလိုမှန်သွားဖို့တာအရှိဖြစ်တဲ့အတွက်တဲ့တက်လုံကောင်းဖို့လိုကိုကားကိုတဲ့ချစ်ချင်းမြတ်တာနဲ့ပြီးခံခြင်းနဲ့အပင့်လွတ်ခြင်းနဲ့စိတ်ရှည်ခြင်းနဲ့ဇနီးတဲ့ဖြစ်တဲ့မြမလေးမခိုင်ဟာမောင်းရမယ်ဒီခီးကတာတူမဟုတ်တာအရှိဘယ်ကြည့်သွားမှလဲနှစ်ယောက်လုံးကကောင်းကင်အိမ်ကြည့်သွားရမှာဒါကြောင့်မို့ကျွန်တော်တို့အားလုံးပေါ့အိမ်တော်ရှင်မဒီကိုမြန်မာစကားကအိမ်တော်ရှင်မအိမ်တော်ကိုရှင်တန်နေအောင်မထားရမှာဘာနဲ့မထားရမလဲချစ်ချင်းမြတ်တာနဲ့မထားရ
ကိုယ့်အိမ်ကိုကောင်းကြီးမင်္ဂလာရှင်တန်နိုင်အောင်မှတ်ထားရတယ်ဖရာတရားနဲ့မှတ်ထားရတယ်ဒါကတော့ဇနီးတဲ့တာဝန်ကိုစတင်ထမ်းဆောင်တဲ့သမီးညီမလေးမက်ခိုင်ကဒီနေ့ကနောက်ဆုံးပတ်သက်ပြီးဒီတာဝန်ကိုထမ်းဆောင်တာကာကတော့အိမ်တော်ဦးစီးလှုပ်ဆောင်တဲ့ညီလေးဝဝမြန်မာစကားကအိမ်ထောင်ဦးစီးနံပါတ်1အိမ်ဟာတဲ့အိုးပိုင်အိမ်ပိုင်ဇနီးတဲ့နဲ့ကိုယ့်ရဲ့ generation ကိုထားနိုင်ရဖခင်ဖြစ်ပြီးတော့အိုးပိုင်အိမ်ပိုင်မထားနိုင်ဘူးဆိုရင်ရောက်ခမအိမ်မှာခဏတစ်ဖြုတ်ကပြဿနာဟုတ်ဒါကြောင့်မို့အိမ်တော်ဦးစီးရအိုးပိုင်အိမ်ပိုင်ကိုယ်ဇနီးတဲ့နဲ့သားသမီးတွေကိုထားနိုင်အောင်ကြိုးစားရအိမ်ပေါ့ထောင်ကချစ်ချင်းမြတ်တာကိုထူထောင်နိုင်ရတယ်အိမ်ထောင်ဦးပေါ့ကိုဝါဦးဆောင်ဦးရပြီလားနံပါတ်4ရတော့စီးလုံးညီညွတ်ရအိမ်ထောင်ဦးစီးလုံးညီညွတ်ရဒါကအိမ်ထောင်စကြတာနဲ့ကားဖြစ်တဲ့ဟာခင်အိမ်တော်ဦးစီးထမ်းဆောင်ရမယ်တာဝန်ဒရိုင်ဘာဖြစ်တဲ့သမီးကထမ်းဆောင်ရမယ်တာဝန်ဒီတာဝန်ကိုနှစ်ယောက်လုံးကြည်ကျွန်းသွားထမ်းဆောင်မှဒီအိမ်တော်ကြီးကနှစ်ဖက်တော်မိဘတွေအတွက်နှစ်ဖက်တော်ရှင်မျိုးသားချင်းများအတွက်အသင်းတော်အတွက်ဖျားဖို့ထေချာဒါဆိုရင်ဒီနေ့ခေတ်မှာအိမ်တော်တွေပြိုကျပျက်စီးကြရအများကြီးပဲဆက်တော်မယ်ဇနီးမောင်နှံတွေတည်တံ့တဲ့ခင်အိမ်ဖြစ်ဖို့မလုပ်ရဘူးကျွန်တော်တို့အိမ်တွေမှာလည်းတည်တံ့တဲ့အိမ်ဖြစ်ဖို့ခိုင်ရဲတဲ့အိမ်ဖြစ်ဖို့မလုပ်ရဘူးနံပါတ်1သစ္စာရှိပါသစ္စာရှိတဲ့အိမ်ဟာအမြဲတမ်းတည်တံ့ခိုင်ရဲသစ္စာဖောက်တဲ့အိမ်ဟာပြိုကျပျက်စီးအခုဆရာကြီးရှေ့မှာသစ္စာဆိုလိုက်နှစ်ယောက်လုံးသစ္စာဆိုတယ်ကျွန်တော်တို့ဝယ်ရင်မှာပါတဲ့အချိန်မှာကျွန်တော်တို့ကအငယ်ကြီးဆိုတော့အဖွင့်ဆုတောင်းအပိတ်ဆုတောင်းအစားတောက်တော့ဆုတောင်းဆရာကြီးတစ်ပါးနဲ့သူမင်္ဂလာဆောင်တာသူကသစ္စာဆိုတယ်နေ့ချင်းတင်းကျုပ်ကချမှတ်ထားတယ်ကျမ်းမာပြီးဖြစ်စီချမ်းသာပြီးဖြစ်စီနေမကောင်းပြီးဖြစ်စီကောင်းပြီးဖြစ်စီသူကတော့တစ်ခုထက်ခဲ့ဒီဆရာကတခြားဆရာကြီးနဲ့မတူတဲ့သစ္စာဆိုတာတစ်ခုကိုထက်ခဲ့ဘာထည့်လဲဝါဒီဖြစ်စေပိန်ပြီးဖြစ်စေဒီနေ့ဓာတ်ပုံရိုက်ထားမယ်နောက်10နှစ်အနည်း20ကြာတော့ခါဒီပုံစံမဟုတ်တော့ဘူးဝါဒီဖြစ်စေပိန်ပြီးဖြစ်စေကျွန်တော်က recession မှာဓာတ်ပေါက်စားနေဒီဆရာကြီးကကတ်ပြီးလေးဆရာတခြားဆရာကြီးအဲ့လိုမလုပ်ဘူးသစ္စာဆိုတာဘာဖြစ်လို့ဆရာကထက်ထည့်ရတယ်ငါလက်ထက်ထားတဲ့အတွေ့ပဲငါအတင်သားပဲတဲ့သူတို့အစင်မတူလို့လာသမီးကိုမပေါင်းနိုင်တော့ဘူးဆရာတက်တဲ့အပ်တယ်အဲ့လိုမရဘူးဖျားရှိမှသစ္စာဆိုလားကျွန်တော်အခွေပြန်ကြည့်ရတဲ့သစ္စာဆိုတဲ့ဥစ္စာပါတဲ့ဝါဒီဖြစ်စေပိန်ဖြစ်စေမပေါဘူးတဲ့ဆရာသမီးကိုတဲ့ကျွန်တော်ကပတ်စံချိုးချံပြီးတော့ it's a time ဆက်ပြေးတယ်မှာဆက်ဝယ်ပြီးတယ်သူကပါပြောတယ်အစားတလိုက်လို့ငါဝါတယ်နေငါ့ကိုပေါင်းရမယ်တေးဥရှာနဲ့လက်ထက်ထားကျွန်တော်သစ္စာဆိုတော့ပြန်ဖွင့်ကြည့်တော့ဝါဒီဖြစ်စေပိန်ဖြစ်စေမပါတဲ့အတွက်ဆရာကိုပြန်အပ်တယ်နင်းနဲ့လက်ထက်ရမယ်ဆိုတာဆိုတဲ့အဲ့ရဘာဖြစ်လို့လဲဆိုတော့ခိခဲ့စနစ်ရဲ့ဘာဖြစ်လဲဘေးထွက်ဆိုးကျိုးတွေဒါကြောင့်မို့ဝါဒီဖြစ်စေပိန်ဖြစ်စေတနည်းအားဖြင့်ပြောလို့သစ္စာရှိတဲ့အိမ်ဟာရေရှည်တည်တံ့တယ်ဒုတိယတော့တဲ့အိမ်တိုင်းဟာချစ်လို့ယူထားတာကျွန်တော်တို့အားလုံးနဲ့ချစ်လို့ယူထားတာဇနီးတယ်ကိုသင်မွန်းတယ်ဒါပေမဲ့အဲ့ချစ်ချင်းဟာနောက်ဆုံးထွက်တဲ့အထိရောက်ကိုဘာပေါင်းရမလဲဆိုနားလည်မှုရှိအောင်နားလည်မှုရှိတဲ့အိမ်ဟာရေရှည်တည်တံ့ခိုင်တယ်နားလည်မှုဆိုတဲ့မြန်မာစကားကတူတူလေးတဲ့အိမ်တော်မှာအိမ်တော်တက်ကြာလာလို့ရှိရင်ဇနီးတယ်ကခင်မွန်းတယ်ကိုရှူတာတွေ့ရတယ်ခင်မွန်းတယ်ကလည်းဇနီးတယ်ကိုရှူတာတွေ့ရတယ်အဲ့ဒီမှာငါကအိမ်တော်ဦးစီးငါကရှာကျွေးရတာဘာဖြစ်လို့ငါ့ကိုရှူတာလဲဆိုတော့ဒေါသမထွက်မလဲ
အိမ်တော်ရေးပညာရှင်တွေကပါတော့ဇနီးတွေကကိုယ့်ကိုဘာဖြစ်လို့စုနေတယ်ဆိုတာသူ့ရှင်ဘက်တွေကိုခဏဝင်ကြည့်ပါပြဿနာပြေတယ်ခြင်းမပြေတယ်ပါတဲ့နားလည်မှုရှိတဲ့အိမ်ဟာရေရှည်တည်တံ့ခံတယ်နားလည်မှုမရှိတော့ဘူးဆိုရင်တဲ့အိမ်ဟာပြိုကျပျက်စီးတယ်အိမ်တော်ကြီးပြိုကျပျက်စီးတာအလကားမဟုတ်နားလည်မှုရှိရတယ်ဇနီးတွေကခင်မွန်းတွေကိုနားလည်ရမယ်ခင်မွန်းတွေကဇနီးတွေကိုနားလည်ရမယ်စိုင်းဆရာချက်ပြောတယ်နားလည်ပေးတဲ့သူကိုတဲ့စိတ်ပြတ်အောင်အသက်မရှင်ပါဇနီးတွေကငါ့ကိုငါအရက်တောက်တာငါဘီယာတောက်တာငါ့ကိုဖွင့်လွတ်တယ်နားလည်တယ်ဆိုတာအမြဲတမ်းမလုပ်ပါလူကတင်းမရှိတယ်နားလည်ပေးတဲ့သူကိုအခွင့်ကောင်းမယူပါနဲ့ဒါကဒုတိယချက်အိမ်တော်ကြည်တဲ့ခံရတာနံပါတ်1သစ္စာရှိရတယ်ရိုးပြေကြတကယ်တည်းများပဲဖြစ်တယ်နံပါတ်2အိမ်တော်ကြည်တဲ့ခံရရဲဆိုတာနားလည်မှုရှိတဲ့အိမ်မှာတည်တံ့ခံရမှာဖြစ်တယ်နံပါတ်3အိမ်တော်ကြည်တဲ့ခံရရဲဆိုတာတဲ့အိမ်မှာနေတဲ့မိသားစုအားလုံးကိုယ့်အိမ်မှာနေတာပျော်နေရတယ်ပျော်တဲ့အိမ်ဟာအမြဲတမ်းကြည်တဲ့ခံရဇနီးတွေကအပြင်မှာပျော်တယ်ခင်မွန်းတွေက KTV မှာပျော်တယ်ဆိုရင်အဲ့အိမ်ဟာပြဿနာရှိတယ်သားကသမီးကဂိမ်းမှာပျော်တယ်ဆိုပြဿနာရှိတယ်ကိုယ့်အကိုပြန်ပြီးကြည့်အောင်ကိုယ့်အိမ်မှာနေတာပျော်ရဲ့လားအခုကတော့ပြားရည်စမ်းဘာဖြစ်လဲအကျဉ်းတွေများအစ်စ်ဆိုတော့ပျော်တာမကုန်သေးဘူးဒါကြောင့်မို့ကိုယ့်အိမ်မှာကိုပျော်ရတယ်ပျော်ဖို့ဆိုရင်အလကားမဟုတ်ဘူးတူးပေါ်တူဘာဖြစ်လဲထည့်စင်စားပြီးတဲ့စိတ်နဲ့အသက်ရှင်ရတယ်ဇနီးတွေကခင်မွန်းတွေကိုထည့်စင်စားပေးရမယ်ခင်မွန်းတွေကဇနီးတွေကိုထည့်စင်စားပေးရမယ်ထည့်စင်စားပေးတဲ့စိတ်နဲ့အသက်ရှင်တဲ့အိမ်ဟာပျော်ရွှင်တဲ့အဲ့ပျော်ရွှင်တဲ့အိမ်ဖြစ်ပြီးဆိုရင်တဲ့ဘယ်တော့မှဒီအိမ်ဟာမပြိုလဲတော့ဘုန်းတော်ဝင်စားတဲ့ဥထွန်းတွင်မိုးလေဝသဥထွန်းတွင်ကျွန်တော်တို့ MICT မှာတစ်ခါစုံခဲ့တယ်။ तू ကဘာပြောလဲဆရာကျော်နဲ့ငါရဲ့ဟီးရိုးကငငယ်တော့ကဘိုလ်ချုပ်အောင်ဆန်းဘိုလ်ချုပ်ကငါအားကြလိုက်တာဘိုလ်ချုပ်ကဲတော့ဖြစ်ချင်တယ်ဆိုရင်ငါအသိခံရမှာလေအာဇာနည်ဖြစ်တယ်ဆိုတော့ငါလည်းအသိမခံနိုင်ဘူးဒါပေမဲ့ဘိုလ်ချုပ်ကတာတာငါ့စမှာတစ်ခုရှိတယ်ကျွန်တော်စိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆရာပြောပါဘိုလ်ချုပ်ကတာတာတဲ့ငါမနဲ့တိုင်းတန်းလျှောက်လမ်းလျှောက်ပြီးတော့ပြန်လာတယ်ပဲပြုံးတဲ့နံပြားကွဲလာဘိုလ်ချုပ်ကဂန္ဓဝေစကားတစ်ခွန်းရှိတယ်သူကအကြည်ရတဲ့ပဲပြုံးတဲ့နံပြားရရင်စားချင်ဒါဂန္ဓဝေစကားတဲ့ရမှစားချင်တာမရရင်တော့နောက်နေ့နိုင်ငံမှာအကြီးဆုံးတာဝန်ကိုထမ်းဆောင်နေတဲ့ဘိုလ်ချုပ်ကသူတာဝန်ကိုထမ်းဆောင်တဲ့အမြင့်ဆုံးရာထူးမှာသူပြောတဲ့စကားကြည်ရင်ပဲပြုံးတဲ့နံပြားရရင်စားချင်သူကဘိုလ်ချုပ်နဲ့တာဆရာသားတားလာတဲ့ကျွန်တော်တဲ့လမ်းလျှောက်ပြီးတော့ပြန်လာတယ်အိမ်ရောက်ရင်ကျွန်တော်မိန်းမနာမည်ကမူမူအကိုပဲပြုံးတဲ့နံပြားဝယ်ထားတယ်စပွဲပေါ်မှာစားလိုက်တာသူကအိပ်ရမထဘူးမိန်းမအိပ်ရမထဘူးကျွန်တော်ကယုံသွားမယ်9နာရီအောင်ယုံသွားကျွန်တော်ကဘိုလ်ချုပ်တဲ့တာဒီဇနီးမောင်များအသစ်ဆက်ကတော့ဘယ်သူအရင်ထမလဲတော့မသိဘူးအိမ်ရောက်ကြဖို့ဘယ်သူတွေကအရင်လုပ်နေလဲတော့မသိဘူးပြေချာလာကတော့ဇနီးတွေကခင်မွန်းတွေကိုထည့်စင်စားပြီးတဲ့စိတ်ခင်မွန်းတွေကဇနီးတွေကိုထည့်စင်စားပြီးတဲ့စိတ်နဲ့အသက်ရှင်တဲ့ဆိုဒီအိမ်ဟာ drive ဖြစ်ပြီပျော်ရွှင်ပြီးဆိုရင်နဲ့အိမ်ရောက်ဘယ်တော့မှမပြိုလဲတော့ထည့်စင်စားပြီးတဲ့စိတ်နဲ့အသက်ရှင်တာကသခင်ခရစ်တော်ရဲ့ရွှေပြည့်ညံမတ်တဲခန်းကြီး9အငယ်7ကို၌သူတစ်ပါးပြုစီသူဤဒါသူတစ်ပါး၌ပြုပါဒီပြည့်ညက်ကိုလိုက်လျှောက်ရင်ပြည့်ညက်ပြုချက်အနာဂတ်ပြုချက်အကုန်လုံးရဲ့အချုပ်ဖြစ်တယ်တော့တင်းအောင်ဆရာကအသင်းသားကိုထည့်စင်စားပြီးတဲ့စိတ်အိမ်တော်လည်းမဟုတ်တော့ society တစ်ခုလုံးဟာဘာဖြစ်လဲထည့်စင်စားပြီးတဲ့စိတ်နဲ့အသက်ရှင်နေဆိုရင်ဒီအိမ်ဟာပျော်ရွှင်ကဘာကြီးရှမ်းပြက်နေပြီသူကတော့ drive ဖြစ်ပျော်ရွှင်တဲ့အိမ်ဟာဘယ်တော့မှမပြိုလဲဒါကနံပါတ်3ပေါ့နံပါတ်1သစ္စာရှိတာသစ္စာရှိရဲ့အိမ်ဟာဘယ်တော့မှမပြိုလဲနံပါတ်2 understanding နားလည်မှုရှိတာနားလည်မှုရှိတဲ့အိမ်ဟာဘယ်တော့မှမပြိုလဲနံပါတ်3
သူ့ပေါ်ထည့်စဉ်းစားပြီးတဲ့စိတ်နဲ့အသက်ရှင်ပါဒါဆိုရင်ပျော်ရွှင်တဲ့အိမ်ဟာဘယ်တော့မှမပြိုလဲဘူးကဲနံပါတ်၄နဲ့နောက်ဆုံးအချက်အခင်ခရစ်တော်ရဲ့အိမ်အကြောင်းတရားဟောတယ်သူခေတ်သူ့အခါမှာကျမ်းစာမှာမှတ်တမ်းတင်တယ်မှတ်တယ်ခန်းကြီး9အငယ်24နဲ့28မိုးရွာတယ်အိမ်ဟာမိုးရွာတယ်နံပါတ်1နံပါတ်2ရေစီးတယ်နံပါတ်3လေးလာတယ်နံပါတ်4ထိုးအိမ်ကိုတိုက်အချက်ပဲနဲ့ချက်လေ4ချက်ကြောက်ပေါ်မှာတည်ရင်နဲ့မပြိုလဲတဲပေါ်မှာတည်ရင်ပြိုလဲကဲအချက်4ချက်ဆိုတော့အရက်4မျက်နှာကပြဿနာတွေနေ့တိုင်းဖြေရှင်းရတဲ့နေရာဟာအိမ်ဖြစ်တယ်ဒါဆိုကြောက်ပေါ်မှာကြောက်ဆိုတာကလေတခင်ခရစ်တော်ရဲ့တရားစကားကိုတဲ့ဇနီးမောင်နှံလိုက်လျှောက်ကျင့်သုံးနေတဲ့၍ဒီအိမ်ဟာဘယ်တော့မှမပြိုလဲတရားစကားကိုမလိုက်လျှောက်မကျင့်သုံးတော့ဘူးဆိုရင်တဲ့ဒီအိမ်ဟာပြိုကျပျက်စီးမှာလောကဓာတ်တရားရဲ့ရိုက်ခတ်ဒါကြောင့်ကျွန်တော်တို့အားလုံးကိုယ်ကခရိယန်ဖြစ်ရင်ခရစ်တော်တရားလိုက်လျှောက်ကိုယ်ကဗုဒ္ဓဘာသာဖြစ်ရင်ဗုဒ္ဓတရားကိုလိုက်လျှောက်ဒါဆိုရင်ဒီအိမ်ဟာဘယ်တော့မှမပြိုလဲနောက်ဆုံးဥပမာတစ်ခုပြောပြီးအဆုံးသတ်ချင်ပါလေဒါကတော့ခီးသွားတဲ့လူ၄ယောက်ရဲ့ဇက်လန်တစ်ပုဒ်မြန်မာပြည်မှာပဲခီးသွားတယ်သူတို့ပါလာတဲ့ရိတ်ခါကြီးကုန်ပြီးစားကြရကြီးကုန်ပြီးအထူးသဖြင့်ရေတဲ့ကုန်ကောင်းဆောင်ရှိကောင်းရေတက်တယ်နဲ့ဘုရားရေရှိတဲ့နေရာကိုလမ်းညွှန်ပေးပါတောကြီးမြတ်မယ်တဲ့ပါသူတို့3နိုင်လောက်ရှောက်ပြီးတဲ့အခါမှာမြန်မာပြည်ရဲ့ traditional ပေါ့ရေအိုးနဲ့ဇရက်ရှင်တွေတွေ့ဟာဘုရားကြီးကငါတို့တောကြီးမြတ်မယ်တဲ့မှာအသက်ရှင်လို့ပေးပြီးရေအိုးတွေ့တော့ဝမ်းတာလိုက်တာခေါင်းဆောင်ကရေကိုဖတ်ကြည့်တယ်အိုးမှောက်ကြည့်တယ်တစ်ခွက်ပဲရှိတယ်ရှေ့ကခီးသွားတွေကတောက်လိုက်တစ်ခွက်ပဲလူက၄ယောက်ရေရက်ပေါ်မှာအနားယူခွက်ကိုအလဲမှာထားနောက်ချက်ချင်းမတောက်နဲ့ရေရက်လည်းနေတယ်တယောက်တစ်မျိုးစီတဲ့ရေရဲ့ definition ကိုယ့်အကူညံပြီးတော့အ내အတိတ်တွေကိုပေါ်ပြတယ်ခေါင်းဆောင်ကပြောတယ်ရေဆိုတာ water အင်္ဂလိပ်လို water ဒါပေမဲ့တန်းနဲ့ဖွဲ့ထားတာငါကင်မစထရီနဲ့ကြောင်းကြည့်တဲ့အတွက် H2O ငါက2မျိုးပြောတယ်နောက်တစ်ယောက်ကကရင်လူမျိုးဖြစ်တယ်သူကတော့ငါပြောတယ်ဆိုတော့ရေဆိုတာမင်းတို့အင်္ဂလိပ်လိုလည်းငါမပြောတတ်ဘူးဓာတ်ပြင်နဲ့ဖွဲ့ထားတာလည်းမင်းပြောမှငါအခုသိတာငါရဲ့ definition ကရေဆိုတာထီးကရင်နေနဲ့တွေ့ရင်ထီးဆိုတာအားလုံး okay ရေတောက်ရမယ်တတိယတစ်ယောက်ကဘာပြောလဲရှေ့ရယောက်ပြောတာမှန်တယ်တဲ့မပြည့်စုံဘူးတဲ့မထီးရောက်ဘာဖြစ်လို့လဲမြန်မာပြည်မှာဖြစ်တယ် water ကို H2O ကိုနိုင်ငံသားမှာတော့ပြောအင်္ဂလိပ်ကိုမြန်မာပြည်လုံးဝမတတ်ဘူးတကယ်ချင်းကရင်နဲ့မြန်မာပြည်မှာကရင်တွေပဲရှိတာမဟုတ်ဘူးကချင်လည်းရှိတယ်ချင်းလည်းရှိတယ်ဝလည်းရှိတယ်နာဂလည်းရှိတယ်မင်းစကားကရင်ထဲမှာအလုပ်ဖြစ်တာဒါဆိုမင်းတို့ပြောတဲ့ဥစ္စာအကုန်လုံးအားလေမှန်တော့မှန်တယ်မထီးရဘူးငါရဲ့ definition ပြောပြတွေ့ထိုးရကောက်ရေဆိုတာအမှန်ဆုံးပဲနောက်ဆုံးတစ်ယောက်ခေါင်းဆောင်နောက်ဆုံးတစ်ယောက်ကငါမပြောတတ်တော့ဘူးတဲ့ရှေ့ရသူတွေကပြောပြီးကုန်ပြီတဲ့ခေါင်းဆောင်ကပြောပြီးမှားမှန်တစ်ခုတော့ပြောနောက်တစ်ဆုံးကြံရမရတဲ့အခါမှာအလယ်မှာရှိတဲ့ရေကိုတဲ့3ယောက်ရှေ့မှာယူပြီးတော့မော့တောက်ချလိုက်3ယောက်လုံးကဒေါသထွက်တယ်ဘာဖြစ်လို့မင်းဒီကိုကောင်းဆန်ပြီးတောက်လိုက်တာလဲငါရဲ့ definition ကရေဆိုတာတောက်ဖို့ပဲ water လည်းမဟုတ် H2O လည်းမဟုတ်ရေလည်းမဟုတ်ထီးလည်းမဟုတ်ရေဆိုတာတောက်ဖို့ပဲခရိယန်ဘာသာဝင်သင်ဦးဆရာရှေ့မှာလက်ထပ်ထားတဲ့ဇနီးမောင်နဲ့တရားစကားကိုတောက်ဖို့ပဲဖြစ်ရတယ်ကမ္ဘာပေါ်မှာဘာသာကြီး၄ခုရှိတယ်ခရိယန်ဘာသာကဗုဒ္ဓဘာသာလည်းပိုကောင်းတယ်လို့ပြောလို့မရဘူးမွတ်စလင်တွေပိုကောင်းတယ်လို့ပြောလို့ရဘာသာရေးအထီးပြုံဖြစ်တာပွဲစုတာပဲဖြစ်တယ်ကိုယ့်ဘာသာတရားရဲ့အဆုံးအမကိုကယူယူသေးသေးလေးလေးစားစားလိုက်လျှောက်ကျင့်သုံးနေအဲ့အိမ်ဟာဘယ်တော့မှမပြိုဘူးဒီနေ့အိမ်တော်တစ်ကိုစားတယ်ညီလေးဝဝနဲ့ညီမလေးမခိုင်လို့အိမ်တော်ခီးမှာနံပါတ်1သစ္စာရှိပါသစ္စာရှိတဲ့အိမ်ဟာဘယ်တော့မှမပြိုဘူးနံပါတ်2နားလည်မှုရှိပါတစ်ဖက်တော်မိဘဆွေမျိုးသားချင်းများတယောက်တည်းပေါင်းရတာမဟုတ်ဘူးမိသားစုအားလုံးကိုပေါင်းဖက်ရနားလည်မှုမရှိရင်တော့အိမ်တော်မှာဘယ်တော့မှရှေ့တိုးလို့ရက်တီလို့မရဘူးနံပါတ်3ပျော်အောင်သူ့ကိုထည့်စဉ်းစားပေးတဲ့စိတ်နဲ့အသက်ရှင်ပါ
အိမ်တော်ဟာပျော်ပြီးဆိုရင်ဘယ်တော့မှမပျော်ဘူးနံပါတ်၄ခရိယန်ဘာသာဝင်တွေဖြစ်တဲ့အတွက်ခရစ်တော်တရားကိုလိုက်လျှောက်ကျင့်သုံးတဲ့ဇနီးမောင်ဖြစ်ရဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘဝတစ်လျှောက်လုံးအိမ်တော်အသစ်အပေါ်မှာကြားရောက်ပါစေလာရောက်၍ချင်းချင်းအားပေးကြတော့နှစ်ဖက်တော့မိဘဆွေမျိုးသားချင်းများနဲ့ဓမ္မပရိသတ်များအပေါ်မှာလည်းဘုရားသခင်ကောင်းချီးပေးပါစေအရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအမတမအတိတ်ပဲနဲ့ပြောရတယ်။ဩဝါဒစကားကိုပြောချပေးပါတော့တေခါရဆရာတော်ကြီးထွန်းထွန်းလေးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့။ပုဂ္ဂိုလ်စီကငါလုတ်ခဲ့ကြတယ်ပေါ့နော်။ဒါပေမဲ့အခုအချိန်မှာတော့အိမ်တော်အစ်တစ်ခုဖြစ်သွားပြီ။ဘုရားသခင်ပြင်ဆင်ပေးတဲ့ခရစ်ရဲ့အိမ်တော်တစ်ခုဖြစ်ပြီ။အခုပဲဘုရားသခင်ရှိလို့ရှိမှကျွန်တော်လက်ထက်ထိမ်းများပြီးဖြစ်ကြတဲ့ကြောင့်မလို့သူတို့ပထမဦးဆုံးအလုပ်တစ်ခုကိုသူတို့စလုပ်ကြမှာဖြစ်ပါတယ်။ဒီနေ့ကနေစဖို့မှနောက်လာမယ့်အလုပ်တွေအားလုံးကနှစ်ယောက်အတူတူလုပ်ရမယ့်အလုပ်တွေဖြစ်တဲ့နှစ်ယောက်အတူတူလုပ်ရတဲ့အလုပ်ကိုပထမဆုံးစလို့လုပ်ရတဲ့အခါမှာဒီကိတ်ကိုကျွန်တော်ခွဲမှာဖြစ်ပါတယ်ပေါ့ကိတ်ကိုခွဲဖို့ရန်အတွက်ကုညီဖေးမှပြီးဖို့ရန်မြန်မာနိုင်ငံကြီးချင်းအသင်းတော်များအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌတယောက်ဖြစ်တဲ့ဆရာတိတ်ခါရဆရာတော်စောထူးအေနဲ့ဇနီးတဲ့ဒေါ်လဲလဲဝင်းတို့ကနေမှကုညီပြီးတော့မှဒီကိတ်ကိုခွဲပြီးမှာဖြစ်ပါတယ်ဆရာတို့ဇနီးမောင်နှံကိုဖိတ်ခေါ်ပါတယ်ဒီနေ့ဒီချိန်လာဒီမှာဒီအိမ်ထောင်ကိုပြင်ဆင်ပေးတဲ့ဘုရားသခင်ကိုကျေးဇူးတင်တယ်။အဲဒီနောက်မှာတော့ညီမတို့မင်္ဂလာဆောင်ကိုတက်ရောက်ပေးတဲ့ဒီတဦးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိတယ်။ပြီးတော့သမီးဘက်ကအဖိုးဖွားသမီးတို့အိမ်ထောင်ကိုခွင့်ပြုပေးတဲ့အဖိုးဖွားစေမျိုးမိတ်္တဟာရများနဲ့မေတ္တာလာပြကြတဲ့အလုပ်မှညီကိုမောင်နှမများလုံဟောင်းမှညီကိုမောင်နှမများမှတဦးတယောက်ချင်းကိုကျေးဇူးအထူးတင်ရှိတဲ့ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ပြီးတော့ဒီနေ့စီစဉ်ကိုပြည့်ပြည့်စုံစုံလှုပ်ဆောင်ပေးတဲ့လက်ထပ်ပေးတဲ့ဆရာတော်များနဲ့ကူညီပေးတဲ့မောင်နှမဒီတုံလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ဟုတ်တကယ်တော့ကျွန်တော်ကတေချာလေးရေးရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရေးရတဲ့စာအုပ်ကဘယ်နာသွားပြောက်လဲမသိဘူးဆိုတော့ကျွန်တော်ဒီနေ့အလွတ်ပဲပြောမှဆိုတော့လေကြံခဲ့ရတယ်ရှိလို့ရှိရင်ချစ်တဲ့စိတ်လေးနဲ့ခွင့်လွှတ်ပေးပါလို့ပေါ့နော်ရှင်းပြီးတော့ကျွန်တော်ညကိုဆုံစည်းခွင့်ပေးတဲ့ဘုရားသခင်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ညကမတူတာလေးတော်တော်များတယ်ပေါ့နော်မတူတာလေးများတဲ့အခါကျတော့မတူတာတွေကြားထဲကနေမှဒီလိုယူဖြစ်သွားရဲဆိုတဲ့အချိန်ထိရအောင်ဘေးကလူတို့ကုညီရဲ့လူတို့မပါဘဲနဲ့ဖြစ်မှာမဟုတ်ဘူးကျွန်တော်ညအဲ့လိုတရားတွေမရှိရင်ပြက်နေတာကြာပြီပေါ့နော်ဆိုတော့အဲ့လိုမဖြစ်ဘဲနဲ့ဒီအထိရောက်လာလို့ကျွန်တော်ဘေးကလူတွေကျေးဇူးတင်ကြအများကြီးရှိပါတယ်လို့ရှေးဥသာတော့ကျွန်တော်တို့လက်ထပ်ပေးတဲ့ဆရာတော်နှစ်ပါးကျွန်တော်တို့ကိတ်မခွဲပေးတဲ့ဆရာတော်ဩဝါဒပေးသွားတဲ့ဆရာတော်နဲ့ MC လုပ်ပေးတဲ့ဆရာပြီးတော့အခြားသောအတွက်ကျေးဇူးတော်ချီးမွမ်းပေးတဲ့ဆရာမတို့ကြိုပြီးကျေးဇူးတင်ပါတယ်လို့ပြီးတော့ကျွန်တော်တို့ပန်းစီစဉ်ပေးတဲ့အမဆရာမအင်ဂျလာနဲ့အမတို့အဖွဲ့ကိုလည်းကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်တော်တို့ TY မှာတီးခတ်ပေးတဲ့ညီညီမတွေအကုန်လုံးပေါ့နော်ကျေးဇူးများတင်ပါတယ်ပြီးတော့သရှင်းဆိုပေးတဲ့ကျွန်တော်ညီလေးတွေညီမလေးတွေလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြီးတော့ပေါ့နော်အထူးသဖြင့်ကျွန်တော်ကလေအမှန်တိုင်းပြောအမိုးနဲ့အပေါက်ရှိသေးတယ်ပေါ့နော်အမိုးနဲ့အပါမရှိတော့ဘူးမရှိတော့ဘဲနဲ့ဒီအခြေအနေမျိုးမှာဘယ်လိုပြောအမိုးနဲ့အပါအကြောင်းမလို့လေကျွန်တော်ဒီရွယ်ထိရောက်လာတယ်ဒီအချိန်လေးထိရောက်လာရဲဆိုတဲ့ခါကျသူတို့လည်းဒီကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်မကြားနိုင်တော့ပြင်မဲ့လို့ပေါ့နော်ပြီးတော့အရင်နေမကောင်းမဲ့ဆေးရုံအခါတက်ပြီးတော့ဒီကျွန်တော်ရဲ့ပွဲအတွက်အသက်ရှိပေးနေတယ်အသက်ရှင်ပြီးတော့အခုထိပွဲအထိပါရအောင်လာပြီးအဖေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့ကျွန်တော်ရဲ့ဘာလို့ဖုန်းလေးချက်ဆက်လိုက်လုပ်ပေးတယ်ဆွေမျိုးမိသားတွေရောတငယ်ချင်းညီမတွေရောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့ဖျားချောင်းနဲ့အလံဝေးပေမဲ့လို့ဒီနေ့ပွဲကိုရအောင်လာပေးတဲ့ခိုင်တို့ဘက်ကအမျိုးဆွေဦးလေးတော်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လှုပ်ဖော်ကန်ဖက်တွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်သိကြတယ်ကြံတော့ကြံခဲ့မှာပဲပေါ့နော်ကြံခဲ့တဲ့အတွက်ပြင်မဲ့လည်းနားလည်ပေးပါပြီးတော့
ဟိုအနောက်မှာစားတောက်ဖို့လည်းစီစဉ်ထားပါတယ်လို့စားတောက်ပြီးမှပြန်ဖို့ပါပြီးတော့တခုခုပေါ့နော်နေရာထိုင်ခင်းရရောစားဖို့တောက်ဖို့စီစဉ်ထားတော့မှတခုအဆင်မပြေတာရှိခဲ့ရင်လည်းဟိုကျွန်တော်တို့ညကိုချစ်တဲ့စိတ်လေးနဲ့နားလည်ပြီးခွင့်လွှတ်ပြီးတော့ဟိုသုံးဆောင်ပေးကြပါလို့မြတ်တာရက်ခန့်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ် โอเคကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ပြင်ဆင်ထားတဲ့အစားအစာများအတွက်ဆရာမတော်ဖြူဖြူဆရာမတော်နွေနွေဦးကနေပြီးတော့မှကျေးဇူးစက္ကန့်စစ်တောင်းပေးမှာဖြစ်ပါတယ် ကျွန်တော်တို့အစားအစာအတွက်ကျေးဇူးတော်ချီးမွမ်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူ၍သာသမီပေါင်းတို့၏ကိုယ်ွယ်ခိုးလုံရာဖြစ်တော်မူသောခြာရဖျားကိုရောဖျားဖန်ဆင်းပေးသနာတော်မူသောနေ့တာတစ်အတွက်ဖျားရင်ကျေးဇူးတော်မြတ်ကိုချီးမွမ်းပါ၏ပါကိုရောဖျားဤနေ့မှာလည်းဖျားရှင်ကျွဲဖက်၍ချမ်းဘူးတင်လျက်ရှိသောသောပါဆိုဝါနဲ့မခိုင်မြတ်ငိမ့်တို့ရဲ့အိမ်တော်တစ်ပေါ်မှာကိုရောဖျားကောင်းကြီးမင်္ဂလာများနဲ့တော်လောင်တော်မူပါဖျားကိုဥထိတ်ထားသောအိမ်တော်ဖျားရှင်အုပ်စိုးသောအိမ်တော်ဖြစ်စေခြင်းကကိုရောဖျားကောင်းကြီးမင်္ဂလာများနဲ့တော်လောင်တော်မူပါကိုရောဖျားဤအိမ်တော်မိသားစုမှာရှေ့ဆက်ပြီးတော့မှရှောက်လန်းရမယ့်အသက်တာမှာလည်းတူဖို့တူချစ်ချင်းမြတ်တာများနဲ့ပတ်ရည်လျက်တူဖို့တူနားလည်မှုဖေးမမှုအားပေးမှုတွေနဲ့တူတူကြောက်ပေါ်မှာတည်သောအိမ်တော်အဖြစ်အသက်ရှင်ရှောက်လန်းနိုင်ရစေခြင်းကကိုရောဖျားကောင်းကြီးမင်္ဂလာများနဲ့တော်လောင်တော်မူပါဒီဇနီးပေါင်းနဲ့မှပြန်လည်၍အခန့်ကျွေးမွေးသောစားစာများထက်လေးကျေးဇူးတော်မြတ်ကိုချီးမွမ်းပါ၏စားသုံးလေးကောင်ပေါင်းခွန်အားကျမ်းမာခြင်းကိုဖြစ်စေလျက်ကိုရောဖျားအတွက်ပြန်လည်၍စက္ကန့်အသက်ရှင်နိုင်ရသောတာသူများတရားစီတိုင်းဖြစ်စေပါမိကြောင်းခင်ခရစ်တော်၏နာမကိုအမိပြု၍ယုသေးစွာဖြင့်ဆုတောင်း၍စားသုံးပါ၏ပါအာမင် အခုချိန်မှာတော့ကျွန်တော်မင်္ဂလာသတို့သားနဲ့သတို့သမီးနဲ့အပြင်ကိုခမ်းပါတယ်နဲ့ကျန်တဲ့ထောက်ခံမှာဖြစ်ပါတယ်လို့အားလုံးနေရာယူပေးဖို့ တော့ချီခိုင်းတယ်မချီနိုင်ဘူးမချီတော့ဘူး